တနင်္လာသားသမီးတွေဒါမကြခင်ဒါဘဝပြောင်းလဲကြီးတစ်ခုဒါကြုံရတော့မယ်သင်စီမှာဒါကြာစီစွာပိတ်မိနေတဲ့အခက်ခဲတွေငွေကြေးကြက်တဲမှုတွေကဒီအပတ်တော်တွင်မှာလုံးဝပြောင်းလဲသွားတော့မယ်ဒါနမိတ်တွေဒါထွက်ပေါ်နေပါတယ်ဒါပေမဲ့တတိမထားရင်ဒါမလိုအပ်ပဲခေါင်းခဲရမယ်ဒါစိတ်တစားတစ်ခုလည်းဒါပါဝင်နေတာမို့ဒီဗီဒီယိုလေးကိုဒါကြော်မသွားပဲဒါအဆုံးထိကြည့်သွားပေးပါတနင်္လာသားသမီးများအားလုံးအတွက်ဒီအပတ်မှာကြာရောက်မဲ့တာရိုနမိတ်တွေကိုတာရိုကက်3ကတ်နဲ့ဒါအသေးစိတ်ဒါဟောပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာမကောင်းတာတွေကိုလည်းဒါလှည့်ပြောင်းပေးနိုင်မယ်တီးတန့်ရက်တရားတဲ့ဒါပါတာမှုဒါတေချာလေးဒါအစအဆုံးကြည့်တော့ပေးပါတနင်္လာသားသမီးများအတွက်ဒါတပတ်စာတာရိုနမိတ်ဟောလေးဒါကြည့်ပြီးမှဖြစ်ပါတယ်ခင်ဗျာတနင်္လာသားသမီးတွေဒီပထမဆုံးကြာလာတဲ့ကတ်မှာဆိုရင်ဒီကံကြမ္မာစုံဝင်ကတ်ဒီကတ်လေးကြာရောက်တယ်တနင်္လာသားသမီးတွေအတွက်ဒါအနှုတ်ကနေအပေါင်းလို့ဒါပြောင်းလဲရမယ်ဒါအချိန်ကိုဒါရောက်လာပြီဖြစ်တယ်။လောက်ကင်စီးပွားရေးနဲ့ငွေကြေးကိစ္စတွေမှာဒါမထင်မှတ်ထားတဲ့အခွင့်အလမ်းကောင်းတွေဆက်ဆိုင်မြတ်မြိုက်ဒါရောက်ရှိလာပါလိမ့်မယ်။ကံတက်ချိန်ဒါရောက်လာတာဖြစ်တဲ့အတွက်ဒါလူချင်းတဲ့ပန်းနိုင်တွေကိုရဲဝံ့ဒါစတင်ဒါလောက်ကင်ပါဒုတိယမြောက်ကြာရောက်လာတဲ့ကတ်မှာဆိုရင်ဒါခွက်နှစ်ခွက်ကတ်ဒီကတ်လေးကြာတယ်ဒီဘက်မှာဒါတင်းစီကိုဒါအခွင့်အလမ်းတွေဒါရွေးချယ်စရာလေးဒါအများကြီးဒါရောက်လာတတ်တယ်အချစ်ရေးမှာဖြစ်စေဒါအလောက်ခွင့်မှာဖြစ်စေစိတ်ကူးရင်စရာတွေဒါများနေပေမဲ့ဒါအိမ်မက်ထဲမှာပဲတာယာမနေပဲလက်တွေ့ကြက်ဒါရေးချယ်ဖို့ဒါလိုအပ်ပါတယ်ခင်ဗျာဒါရွေးချယ်စရာတွေများလွန်းလို့စိတ်ကြောက်ကြက်မဖြစ်အောင်ဒါငြိမ်ငြိမ်သက်လေးနဲ့စိတ်အေးအေးထားပြီးအကောင်းဆုံးတစ်ခုကိုဒါအာယုံစိုက်ပါဒါအောင်မြင်လာပါလိမ့်မယ်ခင်ဗျာတတိယမြောက်ဒါကြားတဲ့ကတ်မှာဆိုရင်ဒါ3ချောင်းကတ်ဒီကတ်လေးကြားတာဒါဟာတနင်္လာသားသမီးတွေဒါအထူးတတိထားရမယ်ဒါအချက်ဖြစ်တယ်ကိုအနီနာကလူတွေယုံကြည်ရတဲ့သူတွေရဲ့စကားကြောင့်စိတ်တန်ရာရတာဝမ်းနည်းရတာမျိုးကိုဒါကြုံရတတ်တယ်ဒါကြောင့်ကိုယ့်ရဲ့လှုပ်ဝက်ချက်တွေကိုဒါတခြားသူတွေကိုလွယ်နဲ့ဒါမပြောပြပါနဲ့ခင်ဗျာစိတ်ထိခိုက်စရာဒါစကားတွေကိုဒါခယူးမဆိုင်ပဲကြော်ဖြတ်နိုင်ရင်ဒီအပတ်ကဒါသင်အတွက်အောင်မြင်မဲ့ဒါအပတ်တစ်ပတ်ဒါဖြစ်ပါလိမ့်မယ်ခင်ဗျာဒီအပတ်မှာဒါတနင်္လာသားသမီးများအတွက်ဒါတီးတန့်ရက်တရားအနေနဲ့ဒါတနင်္လာသားသမီးများဒါစိတ်ချမ်းသာမှုရရှိပြီးကံစားတာတွေအဟုန်မြင့်တက်စေဖို့တနင်္လာနေ့ဒါမနက်ပိုင်းမှာမိမိအိမ်ကဖျားမှာတပြေပန်းကိုညွတ်ဒါကလူပူဇော်ပေးပြီးမုတ်ဟင်္ကာဓမ္မမဟုတ်ခောက်ဆွဲပြုတ်ဒါဖျားကိုကလူပူဇော်ပေးပါဒါအပြင်လမ်းမှာတွေးတဲ့ဒါငှက်လေးတွေကိုအစာကျွေးတာရေတိုက်တာမျိုးဒါပြုလုပ်ပေးပါဒီဟောစတန်လေးကိုဒါကြိုက်နှစ်တက်ရင်ဒါ line နဲ့ share လေးလုပ်ပြီးတခြားမိတ်ဆွေတနင်္လာသားသမီးတွေမြင်တွေ့နိုင်အောင်အများမြင်အောင်ဒါပြန်လည်မျှဝေပေးခဲ့ပြီးဒီဗီဒီယိုလေးရဲ့ကိုမှတ်ထဲမှာကံကောင်းပါစေလို့ကိုမှတ်လေးမှန်ပြီးမိတ်ဆွေရဲ့ကောင်းသောကံကိုရယူလိုက်ပါခင်ဗျာနောက်ပတ်တွေမှာလည်းဒါအပတ်စဉ်တာရိုနမိတ်ဟောစတန်တွေကိုဒါမလွတ်တမ်းကြည့်စုအားပေးနိုင်ဖို့တော့ရဲ့ page ကိုဒါ follow လေးမလုပ်ထိုင်ရင်ဒါ follow လေးလုပ်သွားခဲ့ပါခင်ဗျာဒီနေ့ကသားသမီးများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေခင်ဗျာ